ဆိုရမိဘစကားကိုနားမထောင်တဲ့လူအပြင်းကြီးရဲ့ယောက်ျားကိုရတာပြီးဒီလိုမျိုးမအေးကိုခံရတဲ့သမီးကိုမွေးထားတာငါအပြစ်မိဘစကားကိုနားမထောင်နဲ့လို့မေသမီးပြကိုလာကြည့်ပါဦးလိုက်တော့မင်းနောက်ကိုလိုက်သွားလိုက်သွားခြင်းတာဘာတွေဖြစ်ကြတာတော့တို့ဟဲ့အသက်တွေလည်းမငယ်တော့တဲ့ဟာကိုရန်နေဖြစ်နေကြတယ်ဘေးအိမ်ကလူကြားရင်လည်းမကောင်းပါဘူးဟဲ့ မပြောချင်တော့ပါဘူးမသိတာရဲ့ ပြောပြီးပြီလေမင်းပြောပြီးပြီလေတော်ပါတော့ပတ်ဝန်းကျင်ကကြားရင်လည်းမကောင်းလာငါတို့မှဒီနေ့ဟင်းချက်တယ်နင်တို့ငါတို့မှထမင်းလိုက်စားကြလာတငယ်ချင်းတငယ်ချင်းလည်းခေါ်လိုက်ဟုတ်တယ်တငယ်ချင်းငါတို့မှလေဟင်းကောင်းကောင်းချက်ထားတယ်နင်လိုက်စားရင်နော်လာပြီးဟုတ်တာလည်းမဟုတ်ဘူးပြီးရင်မလေးနေ့အဖေကလေခုချိန်ထိကိုမိမအေးအမလေးယောက်ျားတော့အသက်ရှင်အောင်မယ်အေးဟာအမလေးတော့လေတော့တပတ်လောက်ကိုပြောက်သွားပေါအောင်မလားတော့ဖုန်းနေလဲဆက်လို့မရဘာတွေလုပ်နေရလဲအလုပ်ကောအဆင်ပြေရလားပြေပါငါအဲ့ဒါနင်တို့ပြောချင်လို့လာတာအခုလေငါပြောင်းလိုက်တဲ့တထေးကငါအရန်ပြီးတော့ဟာအေးတမကြုံနေမကြည့်တပတ်လောက်ကြည့်တထေးကလေတပတ်ပဲရှိသေးကြပတ်ဆက်တွေပေးလိုက်တာကြမလေးပတ်စနေတော့မလေးကျောက်ကလေဒန်နီယိုလေးလိုချင်နေတာအဲ့ဒါဝယ်လို့ရပြီယောက်ျားဝယ်လိုက်ကွာအဲ့ဆိုဖေးတက်မို့လေစပင်းလေးတစ်စီးဝယ်ပေးနော်ဝယ်အမလေးဝယ်ပေးပါဗောငါသမီးလေးလိုချင်တာဝယ်ပေးရတော့မယ်ဝယ်ရတော့မင်းမျက်နှာတညို့နော်မလေးယောက်ျားကလည်းနောက်နေ့လည်းရအောင်မှာမလားရမှာနော်တတိယလေးအရန်ပေးတာကွာမူးတယ်လို့ပေးတာကွာဟုတ်လားအေးရန်ကောင်းတာပဲတတိယကောင်းလိုက်တာယောက်ျားရဲ့ကောင်းတယ်မလေးဒုံမီသားစုအခုမှပဲဝယ်ရတော့ရုပ်ကမင်္ဂလာပါရှင်မင်္ဂလာပါလေးရှင်မမဒန်နီကြည့်ကျင်လို့ရှိလား ဟုတ်ကဲ့ရှိပါရှင်မမရှိရဆိုလိုက်ပြဟုတ်ကဲ့ပါရှင်မမပြောမှာပါရှင်ဟုတ်ဒီတော့ဆိုင်ရာပစ္စည်းရစုံသားပဲနော်ဟုတ်ကဲ့မမဒီမလေးတို့ဆံမှာလျှက်စစ်ပစ္စည်းမျိုးစုံရှိပါရဲ့ရှင်မမဒန်နီအိုးလေးရောဟုတ်မမပြပေးမယ်နော်မမဟုတ်ကဲ့ရှင်ဒန်နီအိုးဈေးတွေကဘယ်လောက်တည်ရှိလဲ9000ဝန်းကျင်ကနေပြီးတော့မမ6000 9000 8000ထိစားစားရှိပါရဲ့ရှင်မမဈေးကြီးဆုံးอ่ะအကြီးဆုံးဆိုရင်မမတသိန်းခွဲဝန်းကျင်ရှိပါရဲ့ရှင်မမတသိန်းခွဲဝန်းကျင်9000ကျော်တန်လေးလည်းမစိုးပါဘူးအမကန်ရှိတယ်မလားဟုတ်ကဲ့ရှင်မမ Runny 1ကြီးရပါပါရဲ့ရှင်မမ Runny အမကတနစ်ပါတယ်လို့ပြောပါမမလေးစားတယ်ကမတနစ်ပါတယ်ပေါ့ဟုတ်ကဲ့9000ကျော်တန်ထည့်လာယူနေဟုတ်ကဲ့ပါမမဟုတ်ယောက်ျားရေဟမ်ယောက်ျားအေးဟိုဒန်